အားလုံးပဲမင်္ဂလာပါရွှေပြည်တော် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ယနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့အာရမဏပစ္စည်းရောအကျေအနက်အဓိပ္ပာယ်ရှင်းလင်းချက်ပဲဖြစ်ပါတယ်အာရမဏပစ္စည်းရောအာရမဏဆိုသည်မှာအာယုဟုအဓိပ္ပာယ်ရပါတယ်အကြောင်းတရားကအာယုန်နည်းနဲ့အကျိုးတရားကိုကျေစုပြုခြင်းဖြစ်ပါတယ်လူတိုင်းသည်နေ့စဉ်နဲ့မျှအာယုန်6ပါးနဲ့ရှင်သန်နေကြရပါတယ်အာယုန်တို့ကြောင့်စိတ်ဖြစ်လာရသည့်အခါမှာမြည်သည့်စိတ်ဖြစ်ပါစေအာယုန်နဲ့ကင်းပြီးဖြစ်သည့်စိတ်ဆိုတာမရှိနိုင်ပါဘူးလောဘဖြစ်ဖို့လည်းအာယုန်ရှိရပါတယ်လိုချင်စရာအာယုန်သည်လောဘစိတ်ကိုဖြစ်ပေါ်စေပါတယ်ဒေါသဖြစ်ဖို့လည်းအာယုန်ရှိရပါတယ်စိတ်ဆိုးစရာအာယုန်သည်ဒေါသဖြစ်စရာအာယုန်ပဲဖြစ်ပါတယ်တရားဖြစ်ဖို့လည်းအာယုန်ရှိရပါတယ်ကောင်းမှုပြုစရာအာယုန်သည်တရားဖြစ်ဖွယ်ရာအာယုန်ပဲဖြစ်ပါတယ်မေတ္တာဖြစ်ဖို့လည်းအာယုန်ရှိရပါတယ်တရားဝါအများသည်မေတ္တာဖြစ်စရာအာယုန်ဖြစ်ပါတယ်စိတ်ဆိုသည်မှာအာယုန်ရှိမှသာလျှင်ဖြစ်ပေါ်လာပါတယ်အာယုန်မရှိလျှင်ဖြစ်ပေါ်စရာအကြောင်းမရှိနိုင်ပါဘူးထို့ကြောင့်အာယုန်ဟူသောယုတ်နံပညတ်သည်အကြောင်းတရားဖြစ်ပြီးစိတ်စေတသိက်နံတို့သည်အကျိုးတရားဖြစ်ပါတယ်ဤကဲ့သို့အကြောင်းအကျိုးဖြစ်နေသည့်ပစ္စည်းကိုအာရမဏပစ္စည်းလို့ခေါ်ပါတယ်ပါဠိနှင့်ဘာသာပြန်ယူပါယတနံစက္ခုဝိညာဏဓာတုယတံတမယုတ်တကာနံဓမ္မနံအာရမဏပစ္စည်းနာပစ္စယောယူပါယတနံအစင်းအာယုန်သည်စက္ခုဝိညာဏဓာတုယမြင်သည့်စိတ်အား၎င်းတံတမယုတ်တကာနံထိုမြင်သည့်စိတ်နှင့်ရှင်ဖောရှင်ဖတ်ဖြစ်ကုန်သောဓမ္မနင်းစစိတ်စေတသိက်တရားတို့အား၎င်းအာရမဏပစ္စယေနအာရမဏပစ္စယတတိဖြင့်ပစ္စယောကျေစုပြုသည်ဟောတိဖြစ်ပါပေ၏အာယုန်6ပါးအစင်းမျိုးစုံယူပါယုံအတန်မျိုးစုံတရားယုံအနတ်မျိုးစုံကဏ္ဍယုံအယတာမျိုးစုံယတာယုံအဓိတွေ့မျိုးစုံဖောဓပါယုံတွေးစရာမျိုးစုံဓမ္မယုံဤအာယုံ6ပါးထဲတွင်ဖောဓပါယုံဆိုသည်မှာထိတွေ့စရာအာယုံဖြစ်ပါတယ်တခုခုနှင့်ထိမိသည့်အခါမာခြင်းပျော်ခြင်းအေးခြင်းပူခြင်းတွန်းကန်ခြင်းစသည့်လှုပ်ရှားခြင်းဟူသောသဘောတရားတို့သည်ဖောဓပါယုံအာယုံဖြစ်ပါတယ်ရှင်းအောင်ပြောပြရမယ်ဆိုလျင်ပထဝီတေဇောဝါယောဓိဟူသောဓာတ်ကြီး3ပါးတို့သည်ဖောဓပါယုံဖြစ်ပါတယ်ဓမ္မယုံဆိုသည်မှာဓမ္မနှင့်အာရမဏဟူသောပါဠိမှဆင်းသက်လာပါတယ်ဓမ္မဟူသည့်စကားလုံးသည်အဓိပ္ပာယ်ကျယ်ဝန်းပြီးစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညတ်တရားများအားလုံးပါဝင်ပါတယ်ပညတ်ဆိုသည့်လူအများသတ်မှတ်ထားသည့်ယောက်ျားမိန်းမစသည်မှာအခေါ်အဝေါ်များဖြစ်ပါတယ်ထို့ကြောင့်ကိုယ်စိတ်ထဲမှာပေါ်လာသည့်အာယုံမှန်သမျှသည်ဓမ္မယုံပင်ဖြစ်ပါတယ်ရှေ့အာယုံ5ပါးထဲမှတပါးကြံပြီးသဘောတရားမှန်သမျှအကျုံးဝင်သည်ဟုမှတ်ရပါတယ်ဓမ္မဆိုသည့်စကားလုံးကိုတချို့နေရာမှာသစ္စာတချို့နေရာမှာကုသိုလ်တချို့နေရာမှာတော့သဘာဝတရားတချို့နေရာမှာတော့အကျင့်ဟူ၍အဓိပ္ပာယ်မျိုးမျိုးဘာသာပြန်လို့ရပါတယ်ထို့ကြောင့်ပါဠိပုဒ်တစ်ခုကိုအဓိပ္ပာယ်ယူဆသည့်အခါမှာပုံသေးတွက်လို့မရပါဘူးသူ့နေရာနဲ့သူယူဆရပါတယ်ဤနေရာမှာစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညတ်အားလုံးတို့ကိုဓမ္မဟုခေါ်သည့်အခါမိမိတို့စိတ်ထဲမှာပေါ်လာသည့်အာယုံမှန်သမျှကိုဓမ္မယုံလို့မှတ်ရပါတယ်စိတ်ဆိုသည်မှာမြောက်နေတူပါတယ်ထို့ကြောင့်ဘာဝနာနှင့်မထိန်နိုင်လျင်အငြိမ်မနေပါဘူးထို့ကြောင့်တခါတရံကိုလုတ်ခဲ့သည့်ကောင်းမှုများကိုတွေးပြီးပီတိဖြစ်နေတတ်ပါတယ်ဥပမာကျောင်းမကြီးဝိတာကဆိုလျင်ကျောင်းကြီးရေစက်ချပြီးတဲ့အခါသူ့အလူကိုကြည့်ပြီးဝမ်းမြောက်ဝမ်းသာဥရန်ကျူပါတယ်ကိုလူခဲ့သည့်အလူများကိုပြန်၍အာယုံပြုသည့်ဖြစ်သောကြောင့်ဓမ္မယုံပင်ဖြစ်ပါတယ်တခါတရံကိုလုတ်ခဲ့သည့်မကောင်းမှုများကိုတွေးပြီးစိတ်မကောင်းဖြစ်နေတတ်ပါတယ်တချို့လူများဆိုလျင်နောင်တရပြီးယူကျုံမရဖြစ်နေကြပါတယ်ကိုလုတ်ခဲ့သည့်မကောင်းမှုကိုပြန်ပြီးအာယုံပြုသည်ဖြစ်သောကြောင့်ဓမ္မယုံပင်ဖြစ်ပါတယ်ထို့ကြောင့်ဓမ္မယုံဟုပြောလျင်စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညတ်အားလုံးပါဝင်သည်လို့မှတ်ရပါတယ်အကြောင်းအကျိုး
မျက်စိကအစင်းကိုမြင်သည့်အခါမြင်သည့်စိတ်ပေါ်လာတယ်။တစုံတစ်ယောက်ကဖန်ဆင်းသောကြောင့်မြင်သည့်စိတ်ပေါ်လာခြင်းမဟုတ်ဘဲအစင်းအာယုံကြောင့်မြင်သည့်စိတ်ပေါ်လာခြင်းဖြစ်ပါတယ်။ထို့ကြောင့်စိတ်ပေါင်းများစွာဖြစ်ပေါ်လာပါတယ်။အာယုံကအကြောင်းတရားဖြစ်ပြီးစိတ်ကတော့အကျိုးတရားဖြစ်ပါတယ်။နံပါတ်1ဖျားဖူးသည်ဆိုလျင်ဖျားဟုခေါ်သောယူပါယုံကအကြောင်းတရားဖြစ်ပြီးမြင်သည့်စိတ်ဟူသောစက္ခုဝိညာဉ်ကအကျိုးတရားဖြစ်ပါတယ်။နံပါတ်2တရားနာသည်ဆိုလျင်လေတရားဤအတန်တရားယုံကအကြောင်းတရားဖြစ်ပြီးကြာတိစိတ်ကသောတာဝိညာဉ်ကအကျိုးတရားဖြစ်ပါတယ်။နံပါတ်3ပန်းရည်နဲ့လေးရှူရှိုက်လိုက်လျင်ပန်းရည်နဲ့ဟူသောကန္နာယုံကအကြောင်းတရားဖြစ်ပြီးအနံ့ကိုတီးသည့်စိတ်ကယာနာဝိညာဉ်အကျိုးတရားဖြစ်ပါတယ်။နံပါတ်4တစ်ခုခုကိုစားသည်ဆိုလျင်အရသာဟုခေါ်သောရသာယုံကအကြောင်းတရားဖြစ်ပြီးစားသည့်စိတ်ဇီဝဝိညာဉ်ကအကျိုးတရားဖြစ်ပါတယ်။နံပါတ်5ကိုယ်ကတစ်ခုခုကိုထိတွေ့လိုက်သည်ဆိုလျင်ထိစရာဘောဓပါယုံကအကြောင်းတရားဖြစ်ပြီးထိသည့်စိတ်ကကာယဝိညာဉ်အကျိုးတရားဖြစ်ပါတယ်။နံပါတ်6တရားပွဲသွားမြည်ဟုတွေးလိုက်လျင်တရားပွဲဟုခေါ်သောဓမ္မယုံကအကြောင်းတရားဖြစ်ပြီးတွေးသည့်စိတ်မနောဝိညာဉ်ကအကျိုးတရားဖြစ်ပါတယ်။ဤကဲ့သို့သောအကြောင်းအကျိုးဖြစ်နေသည့်ပစ္စည်းကိုအာရမဏပစ္စည်းလို့ခေါ်ပါတယ်။ဥပမာသမိုင်းကြောင်းလေးတစ်ပုဒ်ပြောပြရမယ်ဆိုလျင်အတွေးလွန်နေတဲ့ယဟန်လေးဟူသောဇလံလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်။ဖျားရှင်လက်ထက်ကယဟန်လေးတစ်ပါးရှိပါတယ်။ဘာကြီးဖုံကြီးနဲ့အတူတူနေထိုင်ပြီးတနေ့တွင်ရာသီဥတုကပူတဲ့အတွက်သူ၏ဘာကြီးဖုံကြီးကိုဝစ်ဖြည့်ရင်းရက်ခတ်ပေးနေပါတယ်။ဖုံကြီးကတရားလေးနှလုံးသွင်းနေရင်ယဟန်ငယ်လေးကလည်းငယ်ရွယ်သူဖြစ်သည့်အားလျော်စွာရက်ခတ်ပေးရင်းနဲ့စိတ်ကူးရင်းနေပါတယ်။ဖုံကြီးဘွားနေရတာမပြောတော့ဘူးဒီတော့လူထွက်မယ်လူထွက်ပြီးရင်မိန်းမယူမယ်ပြီးရင်ကလေးယူမယ်ကလေးရလာရင်ဖုံကြီးကိုကြော့မယ်ဖုံကြီးချောင်းကိုလှဲနဲ့သွားမယ်ဆိုပြီးတော့ယဟန်လေးစိတ်ထဲမှာဖြစ်ပေါ်လာပါတယ်စိတ်ကူးနဲ့တွေးနေသောကြောင့်ဓမ္မယုံဖြစ်ပြီးဓမ္မယုံတော့ဓမ္မယုံသို့တော့ပရိစိတ်နေသည့်ဓမ္မယုံမဟုတ်ပဲမိန်းမယူသည့်ဓမ္မယုံဖြစ်နေပါတယ်ယဟန်လေးမှာအတွေးကမပြတ်သေးပဲစိတ်ရည်တွေးနေစေဖြစ်ပါတယ်ဘာဖုံကြီးကိုကြော့မယ်ကြော့ပြီးရင်ပြန်လာမယ်အပြန်မှာမိန်းမကကလေးချီရင်ကလေးကလဲပေါ်မှာပြုတ်ကျသွားကလေးပေါ်ကကလေးပြုတ်ကျတဲ့အခါမှာတော်တော်ဖြင်းတဲ့မိန်းမဆိုပြီးကြိမ်လုံးနဲ့3ကြိမ်ရိုက်ပစ်လိုက်မယ်ဆိုပြီးတော့အတွေးထဲမှာမိန်းမကိုရိုက်လိုက်ခြင်းဖြစ်ပါတယ်သို့တော့တကယ်ရိုက်မိသည့်အခါမှာအပြင်ကဘာကြီးဖုံကြီးဖြစ်နေပါတော့တယ်ဖုံကြီးနှစ်ဖူးကိုရက်တောင်နဲ့ဖြန်းကနေဆိုပြီးရိုက်မိသွားပါတယ်အဲ့ဒီခါမှာအတွေးကပြတ်တောက်သွားပါတော့တယ်ယဟန်လေးသည်အတွေးလွန်သွားမှန်းသိတော့မှဖုန်ကြီးကိုတောင်းပန်ရှာပြီးယဟန်လေးသည်နောက်ပိုင်းရောက်သောအခါဖျား၏ဩဝါဒရရှိပြီးယဟန်ဘဝမှာပျော်ရွှင်သွားခဲ့ပါတယ်။ထို့ကြောင့်ဝိပဿနာတရားကိုကျင့်ကြံကြိုးကုပ်အားထုတ်သည့်အခါမှာယဟန်နာလည်းဖြစ်သွားရပါတယ်။ဤဖြစ်စဉ်ကိုကြည့်လျင်ယဟန်လေး၏စိတ်ကူးထဲမှဖြစ်ပေါ်လာသည့်မိမခလေးနွားလှဲကျိန်လုံးစသည်တို့သည်ဓမ္မယုံပင်ဖြစ်ပါတယ်။ယင်းအာယုံတို့ကြောင့်အတွေးသီးစိတ်ကဖြစ်ပေါ်လာပါတယ်။တို့ကြောင့်တွေးစရာမျိုးစုံဓမ္မယုံသည်အကြောင်းတရားဖြစ်ပြီးတွေးသီးစိတ်သည်အကျိုးတရားဖြစ်ပါတယ်။အာယုံပြောင်းလျင်စိတ်ပြောင်းတတ်ခြင်းအာယုံကြောင့်စိတ်ဖြစ်ပေါ်လာရသည့်အခါမှာအာယုံပြောင်းလျင်လေစိတ်ကပြောင်းလဲသွားတတ်ပါတယ်။ဖရာယဟန်နာတို့သည်စိတ်ကိုနိုင်သည့်အတွက်အာယုံပြောင်းလဲစိတ်ကတော့မပြောင်းပါဘူး။တာမန်လူသားတို့ကတော့အာယုံအပြောင်းလဲကြောင့်စိတ်အပြောင်းလဲဖြစ်တတ်ပါတယ်။အာယုံကောင်းလျင်ကုသိုလ်ဖြစ်တတ်ပြီးအာယုံမကောင်းလျင်အကုသိုလ်ဖြစ်ပါတယ်။ဖြစ်ကိုဖြစ်ရသည်ဟုမဆိုလိုတော့လဲဖြစ်တတ်သည့်သဘာဝရှိတာကိုဆိုလိုခြင်းဖြစ်ပါတယ်။တရင်နာထောင်ခြင်းနှင့်တရားနာယူခြင်းတို့၌စိတ်ဖြစ်ပုံခြင်းမတူပါဘူး။တရင်နာထောင်ခြင်းကကုသိုလ်ဖြစ်ဖို့မလွယ်ကူပဲတရားနာယူခြင်းကတော့ကုသိုလ်ဖြစ်ဖို့လွယ်ကူပါတယ်။ပျော်ပွဲရှင်ပွဲသွားခြင်းနဲ့ကျောင်းကန်ဖျားသွားခြင်းတို့ကလည်းစိတ်ဖြစ်ပုံခြင်းမတူပါဘူး။ပျော်ပွဲရှင်ပွဲသွားခြင်းကကုသိုလ်ဖြစ်ဖို့မလွယ်ကူပဲကျောင်းကန်ဖျားသွားခြင်းကတော့ကုသိုလ်ဖြစ်ဖို့လွယ်ကူပါတယ်။အဘယ်ကြောင့်ဆိုတော့အာယုံမတူညီသောကြောင့်ဖြစ်ပါတယ်။စိတ်ညစ်စရာကြုံသည့်အခါစိတ်သည်မကျေနပ်စရာကိုပဲတွေးပြီးမကျေနပ်စရာကိုတွေးလေလေစိတ်ဆင်းရဲလေလေပင်ဖြစ်ပါတယ်။ထို့ကြောင့်စိတ်ညစ်လျင်အာယုံပြောင်းပြရပါတယ်။စာဖတ်ခြင်းတရားနာခြင်းပရိစိတ်ခြင်းစသည်တို့ကိုပြုလုပ်ရမှာပဲဖြစ်ပါတယ်။ယင်းတို့ပြုလုပ်လိုက်တယ်ဆိုလျင်
စိတ်ကစိတ်ညစ်စရာမတွေးတော့ပဲတွေးသည်ဆိုစီအောင်တော့နည်းနည်းပါးပါးလောက်သာတွေးပါတော့တယ်။ထို့ကြောင့်အာယုံကောင်းကိုပြောင်းပေးရခြင်းဖြစ်ပါတယ်။အရှင်သောနာနဲ့ခမဲတော်ဆိုသည့်ဇလန်လေးတစ်ပုဒ်ကိုရှင်းပြပေးခြင်းပါတယ်။လွန်ငယ်သောတစ်ချိန်ကမုတ်ဆိုးတစ်ယောက်ရှိခဲ့ပြီးသူ့မှာသားတစ်ယောက်လည်းရှိပါတယ်။သားသည်ဖခင်နဲ့ဇယိုက်ချင်းမတူပဲသားကဖျားတရားဝါသနာပါပြီးကုသိုလ်ကောင်းမှုပုံမှန်လုပ်ပါတယ်။ထိုများလောက်နဲ့အားမရသည့်အတွက်အပြီးတိုင်းယဟန်ဝတ်သွားခဲ့ပါတယ်။အရှင်သောနာလိုလည်းခေါ်ကြပါတယ်။ယဟန်ဝတ်ပြီးသည့်နောက်မှာကမ္မထံတရားကျင့်ကြံကြိုးကိုအားထုတ်ပြီးယဟန်နာဖြစ်သွားခဲ့ပါတယ်။ယဟန်နာဖြစ်ပြီးနောက်သောနာဂီရီတောင်ပေါ်မှာတရင်သုံးခဲ့ပါတယ်။ခမဲတော်မုတ်ဆိုးကြီးကတားပြစ်သူအရှင်သောနာ၏ဆုံးမသွန်သင်မှုကြောင့်စိတ်ပြောင်းသွားပြီးမုတ်ဆိုးတို့ကိုအပြီးတိုင်းဆွလွန်လိုက်ပါတယ်။ထို့နောက်လူဝတ်ကြောင့်ဘဝကိုဆွန့်လွတ်ပြီးယဟန်ဝတ်လိုက်ပါတယ်။ဒီနေ့မှာခမဲတော်ယဟန်ကြီးသည်ယောဂအပြင်းထန်ဖြစ်ပြီးစိတ်ကြောင်ချောက်ကြားဖြစ်နေပါတယ်။တားရောက်လာသည့်အခါတား၏ကဲပါဦးအဖေကိုခွေးတွေလိုက်ကိုက်နေတယ်။ကဲပါဦးကွယ်တား၏၆ပါဟဲဟုအော်ဟစ်နေပါတော့တယ်။အရှင်သောနာကခမဲတော်ကြီးဘာဖြစ်နေတာလဲလို့မေးလိုက်တဲ့အခါမှာတားရီခွေးတွေလိုက်ပြီးတော့ကိုက်နေတော့ကဲပါအောင်လို့ပြောပြန်ပါတယ်ခမဲတော်ကြီးစကားကြောင့်အရှင်သောနာသည်ခမဲတော်ကြီးတော့အချိန်နေမကောင်းဘူးငရဲနမိတ်ထင်နေပြီလို့ရိပ်မိသွားခဲ့ပါတယ်ထို့ကြောင့်ခမဲတော်ကြီးကိုဂရင်မော်တင်ကဇေဒီတော်ရင်ပြင်သို့ရွှေ့လိုက်ပါတယ်ထို့နောက်ကိုရင်များကိုပန်းခူးကိုင်းပြီးဖျားကိုပန်းလူပါတယ်ပန်းလူပြီးတော့အခါခမဲတော်ကြီးဖျားကိုအာယုံပြုခမဲတော်ကြီးတို့ဖျားကိုပန်းပူဇော်ထားတယ်လို့မိန့်လိုက်ပါတယ်ထိုအခါခမဲတော်ကြီးသည်ဖျားကိုအာယုံပြုပြီးရှိခိုးပါတော့တယ်ထိုအခါငရဲနမိတ်ထင်းနေသည့်ခမဲတော်ကြီးကစိတ်ကိုဖျားအာယုံသို့ရောက်အောင်စီစဉ်လိုက်သည့်အခါခမဲတော်ကြီးသည်ဖျားရှိခိုးပြီးဒီခါမျက်နှာလေးမှာကြည်ကြည်လင်လင်ဖြစ်သွားပါတယ်ထို့နောက်အိမ်မက်ရောင်တို့လိုပြစ်ပြီးသားရီနတ်သမီးလေးတွေကအလွန်ချောပါဗိမ္မာန်ကြီးကလည်းလှလိုက်တာကွယ်လို့ပြောပါတယ်ထိုစကားကြောင့်အရှင်သောနာကခမဲတော်ကြီးတော့ငရဲနမိတ်ထင်ရကနေနတ်ပြည်နမိတ်ထင်သွားပြီဆိုပြီးပီတိဖြစ်သွားခဲ့ပါတယ်ဤဖြစ်စဉ်ကိုကြည့်လျင်ဖျားအာယုံပြောင်းပြီးသောကြောင့်နတ်ပြည်နမိတ်ထင်နေကြောင်းတွေ့ရပါလိမ့်မယ်အဲ့ဒီနောက်မကြပါဘူးခမဲတော်ယဟန်ကြီးပြန်လွန်တော်မူသွားပါတယ်ဖျားအာယုံနဲ့ပြန်လွန်တော်မူသွားသည့်အတွက်နတ်ပြည်သို့ရောက်ရှိသွားခဲ့ပါတယ်ထို့ကြောင့်အာယုံကောင်းဟုဆိုရမှာအာယုံကိုရှော့မတွေ့ရပါဘူးအာယုံသည်စိတ်ကိုပြောင်းလဲသွားအောင်လုပ်နိုင်စွမ်းရှိပြီးကောင်းသည့်အာယုံကြောင့်ကုသိုလ်စိတ်ဖြစ်တတ်ပါတယ်ထို့ကြောင့်စိတ်ကိုမနိုင်နှင်းသည့်ပုထုဇဉ်လူသားများအဖို့အာယုံကောင်းများကိုရှာဖွေရမည်ဖြစ်ပါတယ်ထို့ကြောင့်အားလျင်ဖျားကိုသွားမျက်စိအားလျင်စာကိုဖတ်နားအားလျင်တရားနာပါးစပ်အားလျင်ဂုဏ်တော်ပွားစိတ်အားလျင်တော့တရားမှတ်ပါထို့သောပြုမိနေထိုင်လျင်ကိုယ့်အတွက်အာယုံကောင်းဖြစ်သွားပါတော့တယ်အာယုံကောင်းရလျင်စိတ်လဲကောင်းသွားပြီးစိတ်ကောင်းလျင်နိဗ္ဗာန်ချမ်းသာသည်မိမိအတွက်လက်တကမ်းမှာအလိုလိုရောက်လာမှာပဲဖြစ်ပါတယ်တရဝခသိန်းတရားကိန်းအင်းငြိမ်းချမ်းသာရှိကြပါစေရှင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်